တော့မော်ကန်ဆယ်မှုကိုခေါ်ယူဖို့ပြင်ဆင်နေတဲ့လီဗာပူးအသင်းမင်္ဂလာပါပရိသတ်ကြီး Sky Sport ရဲ့သတင်းမှာတော့လီဗာပူးအသင်းဟာတော့မော်ကန်ဆယ်မှုနီကိုရှလော်တာဘတ်ကိုခေါ်ယူဖို့ပြင်ဆင်နေပြီးစကားပြောဆိုဖို့အဆင်သင့်ဖြစ်နေကြောင်းဖော်ပြထားပါတယ်။လီဗာပူးအသင်းဟာပရီးမီးယားလိရာသီဝက်ကျော်မှာခံစစ်လောအားနှုန်းတွေတဖြည်းဖြည်းကျဆင်းလာခဲ့ပြီးပေးဂိုးတွေပုံမခွင့်ပြုပေးလာခဲ့ရပါတယ်။ရာသီအစကတည်းကဗန်ဒိုင်းနဲ့ကိုနာတေးတို့အတွဲကိုပဲအမြဲသုံးခဲ့တဲ့အကျိုးဆက်ကအခုချိန်မှာထင်ရှားလာခဲ့ပြီးကွက်ပန်းလာကစားအားတွေလျှော့ကျလာတာပဲဖြစ်ပါတယ်။တပတ်အတွင်းချန်ပီယံလိကနေထွက်ခဲ့ရပြီးကာရာဘောင်ဖလားကိုပါဆွန့်လွတ်ခဲ့ရတဲ့အဓိကအကြောင်းရင်းတွေထဲမှာခံစစ်အားနေတာလည်းပါဝင်နေပါတယ်။ဒါအပြင်အသင်းကောင်းဆောင်ဗန်ဒိုက်ကိုလည်းအခုချိန်ထိလီဗာပူးအသင်းကစာချုပ်သက်တမ်းမတိုးနိုင်သေးလို့ခံစစ်ကြောင်းအတွက်စိတ်ပူစရာတွေများစွာရှိနေခဲ့ပါတယ်။အဲဒီအတွက်ကြောင့်လီဗာပူးအသင်းဟာဘောလုံးကိုကင်ဆောင်နိုင်မဲ့ခံစစ်မှုကိုရှာဖွေနေတာပဲဖြစ်ပါတယ်။အခုချိန်မှာတော့တော့မော်နောက်ခံလူနီကိုရှလော်တာဘတ်ကိုလီဗာပူးအသင်းကသဘောကျနေပြီးနီကိုရှလော်တာဘတ်ရဲ့စာချုပ်ဖျက်သိမ်းကြေးကလည်းပေါင်သန်း90ပဲရှိနေပါတယ်။အသက်25နှစ်ပဲရှိသေးတဲ့ဂျာမနီခံစစ်မှုဟာမနစ်တုန်းကဒေါမော်သိန်းနဲ့အတူ UEFA ချန်ပီယံလိဖိုင်နယ်အထိတက်ရောက်ထားနိုင်ခဲ့ပါတယ်။နီကိုရှလော်တာဘတ်ဟာဘယ်ချေအားသန်ကစားသမားဖြစ်ပြီးဟိုခံစစ်အပြင်ဘယ်နောက်ခံလူနေရာမှာပါစော့ကစားနိုင်ပါတယ်။ဒေါမော်အသင်းဟာနီကိုရှလော်တာဘတ်ကိုဖရိုင်ဘက်အသင်းကနေယူရို33သန်းနဲ့2022ကမှဝယ်ယူထားခဲ့တာပဲဖြစ်ပါတယ်။နောက်ခံလူဖြစ်ပေမဲ့အဝေးဘောဖြတ်တင်ဘောတွေမှာထူးချွန်ပြီးရှော့တိုက်ဖြတ်ထုတ်ရမှာလည်းအထူးကောင်းမွန်လာပါတယ်။ Ball playing defender ဆိုတဲ့အတိုင်းပဲနီကိုရှလော်တာဘတ်ဟာကောင်းမွန်တဲ့ဖြတ်တင်ဘောတွေကိုပြုလုပ်နိုင်တဲ့အပြင်အသင်းရကစားကွက်ကိုစတင်ပုံဖော်ရမှာလည်းများစွာထောက်အကူဖြစ်စေပါတယ်။သတင်းတွေအရတော့လီဗာပူးအသင်းကခေါ်ယူဖို့အဆင်သင့်နေထားမှရှိနေပြီးနီကိုရှလော်တာဘတ်ဟာလီဗာပူးအသင်းကိုရောက်လာခဲ့ရင်တော့လီဗာပူးခံစစ်ဟာလည်းပုံမကျစ်လစ်လာတော့မှာပဲဖြစ်ပါတယ်